ကျော်စွာဝင်းရဲ့ပြိုင်ဘက်တစ်ကလိမ့်နေကြလားဝိုင်းစားမဘွားပထမဆုံးပွဲမှာကျော်စွာဝင်းကအမိုက်စားဆွဲရည်ပြသနိုင်ခဲ့တယ်ဂျွမ်ဖိုင်တာမူကာစီတိုကိုကျော်စွာဝင်းဖြိုးလဲပြစ်နိုင်ခဲ့တာပါဒိုင်ပွဲရတဲ့နိုင်ရတဲ့ကျော်စွာဝင်းကအပူစုကြီးပတ်3သိန်းဝယ်လေရခဲ့လို့ပို့ပြီးတော့ဂျင်းနဲ့ပြောဆွင်စရာဖြစ်ခဲ့ရပါတယ်ကျော်စွာဝင်းကဘိုင်စားဆွဲရည်နဲ့အတူတူပဲဝမ်းမှာသူ့ရဲ့ဇာကိုပြသထားပါတယ်ဒါကြောင့်လည်းကျော်စွာဝင်းရဲ့ဝိုင်းစားမဘွားဒုတိယပွဲကခက်မြန်မြန်ရောက်လာခဲ့ပါပြီFedas ပိုင်ရှင်ကကျော်စွာဝင်းရဲ့ဝိုင်းစားမဘွားဒုတိယပွဲကိုအတီးပြူပြီးတဲ့နောက်မြန်မာပြည်သက်တွေကြားမှာစပြီးတော့လှုပ်လှုပ်ခက်ခက်တွေဖြစ်လာခဲ့ပါတော့တယ်။ဝမ်းမှာမြန်မာဂုံဆောင်မဲ့ဖိုက်တာရှားပါလာလို့ကျော်စွာဝင်းကမျောလင်းချက်အစ်စ်ဖြစ်လာရတယ်။ဝမ်းချန်ပီယံရှစ်ဘက်ကလည်းမြန်မာပြည်သက်တွေနှလုံးသားကိုဆွဲဆောင်နိုင်မဲ့ငန်းစာအဖြစ်ကျော်စွာဝင်းကိုသတ်မှတ်ထားပါလိမ့်။ဒီလိုနဲ့ Master အတွင်းမှာကျော်စွာဝင်းရဲ့ပွဲကိုထပ်ပြီးတော့ခန်းစားခွင့်ရပွဲရှိနေခဲ့ပါပြီ။ Fedas ကိုရောက်ပြီးတော့ပထမဆုံးထိုးတဲ့ Thai Fight ပွဲမှာကျော်စွာဝင်းက2နိုင်9နိုင်ပြိုင်ကျဲပြီးတော့ပြိုင်ဘက်ထိုင်းဖိုက်တာပတ်တွန်ချိုင်းကိုလဲထိုးအနိုင်ရခဲ့ပါတယ်။ထိုနိုမင်းကိုရှုံးပြီးတော့ကျော်စွာဝင်းကဇာမဘိုးကပွဲ90ကျော်အတွင်းပထမဆုံးနာကျင်ရှုံးတဲ့ရင်ဆိုင်လိုက်ရလို့စိတ်သက်ကြခဲ့ပါလိမ့်မယ်။ Sea Games ဝင်မပြိုင်ခဲ့တာကလည်းကျော်စွာဝင်းအတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါပဲ။ခက်ခဲပြီးကြုံရပေမဲ့လမ်းကြောင်းမှန်ပေါ်ပြောင်းခဲ့တဲ့ကျော်စွာဝင်းဟာ Fedas အသင်းကိုရောက်ပြီးတဲ့နောက်မှာနာမည်ကြီးတဲ့ထက်ကြီးလာပါတော့တယ်။ Fedas ရဲ့မျောလင်းချက်အသစ်ဖြစ်ကြောင်းနိုင်ဝဲယူပြီးတော့တက်တည်ပြခဲ့ပါတယ်။ကျော်စွာဝင်းကအသက်24နှစ်ပဲရှိသေးပေမဲ့ပွဲမှတ်တိုင်းကတရားဝင်းကျင်ရှိပြီးတော့ရိုးရနာမည်ကြီးဖိုက်တာအားလုံးနှိပါနဲ့ရင်ဆိုင်ခဲ့ဘူးသူပါခန္ဓာကိုယ်ဖွဲ့စည်းပုံကောင်းတဲ့ဖိုက်တာဖြစ်ပြီးတော့ခုပွဲမှာသူ့ရဲ့ကစားဟန်အပြောင်းလဲကိုမြင်ခဲ့ရတာလေကျင်းနဲ့စရာကောင်းခဲ့ပါလိမ့်ကျော်စွာဝင်းကကရင်နဲ့မောအနက်အစွမ်းပြခဲ့တယ်လို့ခုလဲထိုင်းပြည်မှာအမခန့်အောင်ပွဲတွေယူပြနေခဲ့ပါပြီဒိုင်ဘတ်ရိုက်တီမှာသွေးပူပြီးပြန်တိုက်တဲ့ကျော်စွာဝင်းကထိုင်းပြည်ပွဲဒီမှာပြည်သက်ကိုတိုက်ခိုက်ရေးရတာအပြည့်အဝပေးနိုင်ခဲ့ပါလိမ့်ကျော်စွာဝင်းရဲ့ဒုတိယပွဲကပြိုင်ဘက်ကစမီတန်လိမ့်နင်ဂျာဇူရီယာလက်တို့တဲကတက်ဦးဖြစ်လာနိုင်ပါတယ်လိမ့်နင်ဂျာနဲ့ဆိုတော့ Fedas ကစီနီယာဖိုက်တာဆိုတဲ့အတွက်ကျော်စွာဝင်းလက်စားခြေခွင်းရတော့မှာပါစမီတန်လိမ့်နင်ဂျာနဲ့ပွဲတုန်းကဆိုရက်ကငင်းပွားပွဲအမှတ်ပေးစနစ်ကြောင့်မရှုံးတင်မဲ့ရှုံးပွဲကြုံခဲ့ရပါတယ်ဆိုရက်နဲ့စမီတန်ပွဲကဒေါ်လာ3သိန်းတန်စာချုပ်အတွက်ရေးပါခဲ့တဲ့ပွဲဖြစ်ခဲ့ပါတယ်ဆိုရက်က9ပွဲဆက်နိုင်ပြီးတော့မှကွန်ပိုနိုင်းကိုရှုံးလို့စာချုပ်မျောလင်းချက်ဝေးကွာသွားခဲ့ရတယ်စမီတန်နဲ့ပွဲမတိုင်ခင်မှာပဝီချစ်ကိုဆိုရက်နိုင်ထားပြီးတော့တကယ်လို့များစမီတန်နဲ့ပွဲမှာနိုင်မယ်ဆိုလို့ရှိရင်စာချုပ်မျောလင်းချက်ပို့ပြီးတော့အားကောင်းလာခဲ့မှာပါဒါမဲ့စမီတန်လိမ့်နင်ဂျာကိုမရှုံးတင်မဲ့ရှုံးခဲ့လို့ဆိုရက်ရဲ့မျောလင်းချက်ပြန်လဲပြီးတော့မေးမိန်ခဲ့ရပါတော့တယ်အဲ့ဒီရှုံးပွဲအတွက်ဒေါ်လာဝေးအတူရောရေးမှာပြန်တောင်းယူရမှာပါဝမ်ချက်မဲ့ရှိရဲ့ Thai Fighter တွေကိုမျက်နှာသာပေးမှုကဝေဖန်ခံရတာတော့ကြာပါပြီအခုဆိုရက်ရဲ့နိုင်ပွဲကလည်းလူယူခံခဲ့ရတာပါဈေးကွက်ရတာမြန်မာ Fighter တွေကိုတန်ဖိုးထားခြင်းအောင်စောင်းနေတာပဲဖြစ်ပါတယ်Fedas ဘက်ကလည်း Surak နဲ့တုံးကစမီတန်ကိုမကျင်တဲ့စိတ်တွေအတွက်ကျော်စွာဝင်းနဲ့တူပြန်လဲပေါက်ကွဲပြကျင်နေပါလိမ့်မယ်။ဇူရလက်ကတော့တန်းစင်ရဲ့အညွန့်တလူလူမျော်လင်းချက်ကိုရိုက်ချိုးပြခဲ့သူပါ။သူကပွဲထူတာတိတ်မကြသေးဘူးဆိုတော့ Master အတွင်းမှာပွဲထပ်ဖြစ်ဖို့ကတိတ်တော့မတိကြပါဘူး။ဒါတူလည်းပဲထိုးရကျော်စွာဝင်းတို့ကတော့သူ့ရဲ့ဝမ်စာမဘွားဒုတိယပွဲကိုနိုင်ပွဲရယူဖို့မျှော်လင့်ထားပါလိမ့်မယ်။